လူလောကကြီးမှာကျွန်တော်တို့အားလုံးဟာပျော်ရွှင်မှုကိုပဲရှာဖွေနေကြတာပါဒါပေမဲ့တခါတလေကြာရင်ဘာကြောင့်မှမသိပဲစိတ်နှလုံးထဲမှာလေးလံထိုင်းမိုင်နေတတ်ပြီးကိုလည်းဆင်းရဲလာကြည်လားဆိုတဲ့အတွေးမျိုးဝင်လာတတ်ကြပါတယ်ဒီနေ့မှာတော့မြတ်စွာဘုရားရှင်ဟောကြားတော်မူခဲ့တဲ့လူတွေဘာကြောင့်ဆင်းရဲဒုက္ခရောက်ရတယ်လဲဆိုတဲ့အကြောင်းရင်းတွေနဲ့အဲ့ဒီဆင်းရဲခြင်းတွင်းတွေကဘလို့ယုံထော်မလဲဆိုတဲ့ဘဝသင်ခန်းစာတွေကိုနက်နက်ရှိုင်းရှိုင်းမျှဝေပေးသွားမှာမို့အဆုံးထိနားဆင်ပေးဖို့ဖိတ်ခေါ်ခြင်းပါတယ်ကျွန်တော်တို့ဟာတခါတလေမှာငွေကြီးမရှိလို့ဆင်းရဲတာထက်စိတ်ကဆင်းရဲနေတာကပိုပြီးခံရခက်ပါတယ်။ကိုပတ်ဝန်းကျင်ကလူတွေအဆင်ပြေနေတာကိုမြင်တဲ့အခါငါကတော့ဒီလိုပဲကြံ့ရည်နေပါလားဆိုတဲ့အားညွှဲစိတ်တွေအတိတ်ကအမားတွေကိုပြန်တွေးပြီးနောင်တရနေတာတွေဟာကျွန်တော်တို့ရဲ့နေ့စဉ်ဘဝကိုအမှောင်ချထားတယ်လို့ပါပဲ။မြတ်စွာဘုရားရှင်ကတော့ဆင်းရဲခြင်းရဲ့အရေးအမြစ်ဟာအပြင်ပန်းအခြေအနေတွေထက်ကျွန်တော်တို့ရဲ့စိတ်အစွဲအလန်းတွေနဲ့လှုပ်ဆောင်ချက်တွေအပေါ်မှာပဲမူတည်နေတယ်လို့မိန့်ကြားခဲ့ပါတယ်။ဥပမာအားဖြင့်မြတ်စွာဘုရားလက်ထက်တော်ကဇလန်းလေးတစ်ပုဒ်ကိုစဉ်းစားကြည့်ရအောင်လူတစ်ယောက်ဟာအလွန်လှပတဲ့ပန်းအိုးတစ်လုံးကိုပိုင်ဆိုင်ထားတယ်ဆိုပါစို့သူဟာအဲ့ဒီပန်းအိုးလေးကိုအယမ်းတန်ဖိုးထားပြီးဘသူမှကိုကင်ခွဲမပေးသလိုတစွန်းတကူဖြစ်သွားမှကိုလည်းအမြဲစိုးရိမ်နေရတယ်အဲ့ဒီစိုးရိမ်စိတ်ဟာသူ့ကိုဆင်းရဲစေတာပါပဲတနေ့မှာတော့မတော်တဆအဲ့ဒီပန်းအိုးလေးကွဲသွားတဲ့အခါသူဟာကဘာပြည့်တယ်လို့ခံစားရပြီးငိုကြွေးနေတော့တယ်တကယ်တော့ပန်းအိုးကွဲသွားလို့သူဆင်းရဲတာမဟုတ်ပဲပန်းအိုးအပေါ်မှာထားရှိတဲ့သူ့ရဲ့အစွဲအလန်းကြောင့်သာဆင်းရဲရတာဖြစ်ပါတယ်။ကျွန်တော်တို့ရဲ့လူမှုရေးအချစ်ရေးနဲ့မိသားစုရေးရာတွေမှာလည်းဒီအတိုင်းပါပဲ။ကိုချစ်တဲ့သူကကိုပြန်မချစ်တဲ့အခါကိုမျောလင့်ထားသလိုဖြစ်မလာတဲ့အခါမှာကျွန်တော်တို့ဟာယူကျိုးမရဖြစ်ကြရပါတယ်။ဒါဟာဖះရှင်ဟောကြားတဲ့လိုချင်တာမရလို့ဆင်းရဲရခြင်းဆိုတဲ့သဘောတရားပါပဲ။ကျွန်တော်တို့နေ့စဉ်ဖြတ်သန်းနေရတဲ့ဘဝမှာဆင်းရဲရခြင်းရဲ့နောက်ထပ်အကြောင်းရင်းတစ်ခုကတော့တခြားသူတွေနဲ့နှိုင်းယှဉ်ခြင်းဖြစ်ပါတယ်။ဆိုရှယ်မီဒီယာပေါ်မှာသူများတွေရဲ့ကောင်းမွန်တဲ့ဘဝတွေကိုကြည့်ပြီးငါမှတော့ဓာတ်တွေမရှိပါလားဆိုတဲ့အတွေးဟာကိုတတ်နေတဲ့အစိတ်နဲ့တူပါတယ်။ဖះရှင်ကတော့မိမိကိုသာအားကိုးရလို့မိန့်ကြားခဲ့တယ်လို့ကိုယ့်ရဲ့လက်ရှိနေတဲ့အရာတွေကိုတန်ဖိုးထားတတ်ဖို့လည်းသင်ကြားပေးခဲ့ပါတယ်။လူတစ်ယောက်ရဲ့တန်ဖိုးဟာသူပိုင်ဆိုင်တဲ့ပစ္စည်းဥစ္စာတွေပေါ်မှာမူတည်တာမဟုတ်ပဲသူ့ရဲ့စိတ်ထားနဲ့လှုပ်ဆောင်ချက်တွေပေါ်မှာပဲမူတည်ပါတယ်။ကျွန်တော်တို့ဟာကံတရားကိုအဖြစ်ပုံချတတ်ကြပါတယ်။ဒါပေမဲ့ကံဆိုတာဟာကျွန်တော်တို့ရဲ့လှုပ်ဆောင်ချက်တွေပါပဲအတိတ်ကလှုပ်ခဲ့တဲ့အမားတွေကြောင့်လက်ရှိမှာခံစားနေရတဲ့ဆိုရင်တောင်အခုလက်ရှိအချိန်မှာကောင်းမွန်တဲ့လှုပ်ဆောင်ချက်တွေနဲ့ပြန်လည်ပြုပြင်လို့ရနိုင်ပါတယ်ဆက်ဆံရေးတွေမှာလည်းကျွန်တော်တို့ဟာတစ်ဖက်လူကိုလိုချင်တယ်လို့ဖြစ်စေခြင်းတဲ့အတ္တတွေကြောင့်ဆင်းရဲတတ်ကြပါတယ်ကိုအလိုကိုမလိုက်တဲ့အခါစိတ်တိုးမယ်ဒေါသထွက်မယ်အညိုးအတေးထားမယ်ဒီလိုဒေါသမီးတွေဟာတစ်ဖက်လူကိုမလောင်ကျွမ်းခင်ကိုအရင်လောင်ကျွမ်းစေတာပါဖះရှင်ကတော့ဒေါသဟာအပူနဲ့တူပြီးမေတ္တာဟာအေးနဲ့တူတယ်လို့ဟောကြားခဲ့ပါတယ်။တယောက်နဲ့တယောက်နားလည်မှုပေးခြင်းခွင့်လွှတ်ခြင်းဆိုတာဟာတစ်ဖက်လူအတွက်လုပ်ပေးတာမဟုတ်ပဲကိုယ်စိတ်နှလုံးအေးချမ်းဖို့အတွက်လှုပ်ဆောင်ရတာဖြစ်ပါတယ်။လူဘဝဆိုတာခဏတာပါပဲ။ဒီခဏတာလေအတွင်းမှာအချင်းချင်းရန်ညှိုးခွဲနေကြမယ်ဆိုရင်ကျွန်တော်တို့ဟာဘဝရဲ့အရာတာကိုဘယ်တော့မှခံစားရမှာမဟုတ်ပါဘူး။စိန်ခေါ်မှုတွေနဲ့ရင်ဆိုင်ရတဲ့အခါကျွန်တော်တို့ဟာစိတ်သက်ကြတတ်ပါတယ်အလုတ်အစင်မပြေတာစီးပွားရေးပျက်စီးတာဒါမှမဟုတ်ချစ်သူနဲ့လမ်းခွဲရတာတွေဟာကျွန်တော်တို့ကိုဆင်းရဲခြင်းတွင်းနဲ့တွန်းပို့တယ်လို့ခံစားရနိုင်ပါတယ်ဒါပေမဲ့သတိထားကြည့်မယ်ဆိုရင်ဒီလောကမှာဘေးအရာမှမြဲလာမရှိပါဘူးဆင်းရဲခြင်းဆိုတာလည်းအမြဲတည်ရှိနေမှာမဟုတ်တယ်လို့ချမ်းသာခြင်းဆိုတာလည်းအမြဲရှိနေမှာမဟုတ်ပါဘူးဒီအနိစ္စသဘောတရားကိုနားလည်လိုက်တဲ့အခါကျွန်တော်တို့ရဲ့စိတ်ဟာအတရတာတစ်ခုအထိအေးချမ်းသွားပါလိမ့်မယ်ဆင်းရဲခြင်းကနေလွတ်မြောက်ခြင်းတဲ့ဆိုရင်ပထမဆုံးအဆင့်ကတော့လက်ခံတတ်ဖို့ပါပဲဖြစ်ပျက်သမျှအရာရာဟာအကြောင်းရှိလို့အကျိုးဖြစ်လာတာပဲဆိုတဲ့ဥပဒေသားကိုလက်ခံလိုက်ပါတခါတလေကြာရင်ကျွန်တော်တို့ဟာအနာဂတ်အတွက်အယံပူပန်တတ်ကြပါတယ်နောင်မှဘာဖြစ်မလဲအိုးလာရင်ဘလို့နေမလဲငါသားသမီးတွေကအဆင်ပြေပါမလားဆိုလဲစိုးရိမ်မှုတွေဟာလက်ရှိအချိန်ရဲ့ပျော်ရွှင်မှုတွေကိုခိုးယူသွားပါတယ်မြတ်စွာဘုရားရှင်ကတော့လက်ရှိပစ္စုပန်တဲ့မှာနေထိုင်ဖို့သင်ကြားပေးခဲ့ပါတယ်။အခုလက်ရှိလုပ်နေတဲ့အလုပ်ကိုအကောင်းဆုံးလုပ်ပါ။အခုဘေးမှာရှိတဲ့လူတွေကိုအကောင်းဆုံးဆက်ဆံပါ။အနာဂတ်ဆိုတာဟာအခုလက်ရှိသင်လှုပ်ဆောင်နေတဲ့အရာတွေရဲ့ရလဒ်သာဖြစ်ပါတယ်။ဒါကြောင့်မရောက်သေးတဲ့အနာဂတ်ကိုကြိုပြီးပူပန်မနေပါနဲ့။စိတ်နှခြင်းဆိုတာစိတ်ကဖန်တီးတာဖြစ်တဲ့အတွက်စိတ်ကိုလေ့ကျင့်ပေးဖို့လိုအပ်ပါတယ်။ကျွန်တော်တို့ဟာဘဝမှာအောင်မြင်ခြင်းကြတယ်ချမ်းသာခြင်းကြတယ်။ဒါဟာမမှားပါဘူး။ဒါပေမဲ့အဲ့ဒီလိုချင်တတ်မှတ်မှုတွေဟာကိုပူလောင်စေတယ်ဆိုရင်တော့ဒါဟာလွဲမှားနေပါပြီ။ရသလောက်နဲ့ရောင်ရဲတင်းတိမ်တက်ခြင်းဆိုတာ
ဖျားရှင်ပေးတဲ့အကြီးမြတ်ဆုံးသောဆူလားပါပဲကိုမှရှိတဲ့အရာလေးနဲ့ပြောအောင်နေတတ်တဲ့သူဟာကဘာပေါ်မှာအချမ်းသာဆုံးလူပါပဲကျွန်တော်တို့ရဲ့စိတ်ထဲမှာလောဘဒေါသမောဟဆိုတဲ့အစိတ်သုံးပါးနဲပါသွားလေစင်းရဲခြင်းကနေဝေးကွာသွားလေပါပဲတကယ်တော့စင်းရဲခြင်းဆိုတာကျွန်တော်တို့ကိုသင်ခန်းစာပေးဖို့ရောက်လာတဲ့ဆရာတစ်ယောက်လိုပါပဲစင်းရဲဘူးမှချမ်းသာခြင်းရဲ့တန်ဖိုးကိုသိရတယ်လို့အမောင်းသူကိုမြင်ဘူးမှအလင်းရောင်ရဲ့အရေးပါပုံကိုနားလည်လာရတာပါ ဘဝမှာတခါတလေအញ្ញမ်းပင်ဖန်းလာတဲ့အခါခဏလောက်နားလိုက်ပါကိုယ့်ရဲ့ထွက်လေဝင်လေလေးကိုတတိကပ်ကြည့်ပါမြတ်စွာဘုရားရှင်သင်ကြားပေးတဲ့ကမ္မထန်တရားဆိုလားစိတ်ကိုငြိမ်သက်စေဖို့အကောင်းဆုံးနည်းလမ်းပါပဲစိတ်ငြိမ်သွားတဲ့အခါပြဿနာတွေကိုရှုထောင့်အသစ်ကနေမြင်လာရပါလိမ့်မယ်ငါဘာကြောင့်ဆင်းရဲနေရတာလဲဆိုတဲ့အဖြေကိုလည်းကိုယ့်ဘာသာရှာတွေးလာပါလိမ့်မယ်လူတိုင်းမှာကိုယ်စီအခက်ခဲနေရှိကြတာကြီးပါပဲတင်းတယောင်သေးဆင်းရဲနေတာမဟုတ်ပါဘူးဒါပေမဲ့အဲ့ဒီဆင်းရဲခြင်းကိုဘလို့တုံ့လုံမလဲဆိုတာကတော့တင်းရဲ့ရွေးချယ်မှုသာဖြစ်ပါတယ်ဝမ်းနေနေမလားဒါမှမဟုတ်သင်ခန်းစာယူပြီးရှေ့ဆက်မလားဆိုတာတင်းကိုယ်တိုင်ပဲဆုံးဖြတ်ရမှာပါနောက်ဆုံးမှာတော့ဆင်းရဲခြင်းရဲ့အကြောင်းရင်းဟာကိုပြန်မချစ်တတ်တာကြောင့်လည်းပါဝင်ပါတယ်ကိုအမြဲအဖြစ်တင်နေတာကိုတန်ဖိုးမထားတာတွေဟာဆင်းရဲခြင်းကိုဖိတ်ခေါ်နေတာပါပဲကိုဂယူဆိုင်ပါကိုယ့်ရဲ့စိတ်ချမ်းမာýကိုဦးစားပေးပါမြတ်စွာဘုရားရှင်ရဲ့တရားတော်တွေဟာကျွန်တော်တို့ဘဝလမ်းခရီးအတွက်အလင်းပြမီရှုတိုင်နေပါပဲအဲ့ဒီအလင်းရောင်ကိုလိုက်နာကျင့်သုံးမယ်ဆိုရင်ဘလောက်ပဲမောင်မိုက်တဲ့ဆင်းရဲခြင်းတွေနဲ့ကြုံရပါစေသင်ဟာလမ်းပြောင်းမှာမဟုတ်ပါဘူးဒီဗီဒီယိုလေးကနေသဖြင့်သင်တို့အားလုံးစိတ်ခွန်အားတွေရရှိပြီးဆင်းရဲခြင်းတွေကနေကင်းဝေးကာစိတ်ချမ်းသာကိုယ်ချမ်းသာရှိကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်အခုလိုဘဝအတွက်အကျိုးရှိစေမယ့်ဗီဒီယိုလေးတွေကိုအမြဲကြည့်ရှုနိုင်ဖို့ကျွန်တော်တို့ရဲ့ channel လေးကိုလည်းအမှတ်တရအနေနဲ့ subscribe လုပ်ထားပေးကြပါဦးနော်နားဆင်ပေးကြတဲ့အတွက်အထူးပင်ကျေးဇူးတင်ရှိပါတယ်အားလုံးပဲအေးချမ်းတဲ့ညချမ်းလေးဖြစ်ပါစေ